င်္ဂလာပါရှင်မင်းတို့ရဲ့ရှေးစုရန်နာဆိုင်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နော်မိဒီခေါင်းမိတ်ဆက်ပေးမှာတော့စနေနေ့နယ်လေးရဲ့အဆောင်ဖြစ်တဲ့ငကားဆွဲသီးလေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒါလေးကတော့မိတ်ဆက်ပေးမယ်ငကားဆွဲသီးလေးပဲဖြစ်ပါတယ်ရှင်ဒီလိုလေးပါနော်မိတစ်ခုချင်းစီလည်းပြပေးမယ်နော်ဒါလေးကတော့မိတ်ဆက်ပေးမယ်နံပါတ်1ငကားဆွဲသီးလေးပဲဖြစ်ပါတယ်ရှင်သူကဘေးနားမှာကနုတ်ပေါင်လေးပါတာမို့လို့ကိုမမတွေရဲ့လန်ထက်မှာပတ်စင်လိုက်မယ်ဆိုလို့ရှင်လည်းအရန်လှပသွားမှာပါနော်ထထကိတ်ကိတ်လေးကြိုက်တဲ့မမတွေဆိုရင်တော့ဒီနံပါတ်1ဆက်လေးကိုယူပါနော်ဒါလေးကတော့နံပါတ်2ဘဲဥပုံလေးပဲဖြစ်ပါတယ်ရှင်သူကအလဲကငကားလေးကိုမှဘေးကကနုတ်လေးနဲ့ဖန်တီးပေးထားတာပါနော်ဒါလေးကတော့လူငယ်တွေကြားထဲမှာအရန်ကိုမှခစ်စားနေတဲ့ငကားလေးပဲဖြစ်ပါတယ်ရှင်ဒါလေးကတော့နံပါတ်3လေးပါနော်သူကမျက်စိလေးကိုဆိုလို့ရှိရင်လည်းဗရမ ्या လေးတစ်ပွင့်နဲ့သုံးပေးထားတာပါနော်ဒါလေးကတော့နံပါတ်4လေးပါနော်ဒါလေးကတော့နံပါတ်5လေးပါနော်ချစ်ချစ်လေးလေးဒီဇိုင်းလေးကိုကြိုက်တယ်ဆိုရင်တော့ဒီနံပါတ်6လေးကိုယူပါနော်သူကချစ်ချစ်လေးလေးလေးကိုမှနထရတာမုတ်စိန်ဖြူတန်လေးသုံးပေးထားအောင်မလို့ကိုမမတို့ကပတ်စင်လိုက်တဲ့ခါမှာလည်းလူငယ်ဆန်ဆန်လေးနဲ့အရန်လှပသွားမှာပါနော်ငကားလေးကစိန်လေးတကယ်ပြန်နေအရန်လာနေရမို့လို့ကိုမမတို့ကမေပြပေးထားတဲ့ငကားဆွဲတိလေးတွေကိုကြိုက်နေတတ်တယ်ဆိုရင်တော့မေတို့ရဲ့ချက်ပေါက်ကိုအများဆုံးလာခဲ့လိုက်တော့နော်ဒါအပြင် 20% off discount ပြင်မွေးရတဲ့အထူးရှော့ဈေးလေးပါရှိရဖို့လို့ promotion လေးရှိတော့အထူးတန်တဲ့ဈေးလေးတွေနဲ့ငကားဆွဲတိလေးတွေကိုရယူလိုက်ကြရအောင်နော်